Hi အားလုံးမင်္ဂလာပါအခုကျွန်တော်တို့နေ့ရက် live festival ရောက်နေကြပြပါတယ်ရောက်လာတယ်ရောက်တယ်ခေါ်တယ်မလေးအားလုံးပဲလက်ခံပေးကြပါအောင်မိမတစ်ချိတ်ထုတ်ရတယ်နော်ဆုံးရအခုကျွန်တော်တို့ရဲ့အထဲဝင်ဖို့သွားတက်စီမှာဖြစ်ပါတယ်ဘယ်နဲ့လိုက်လဲအများကြီးပါမှတ်ပြီးတော့ရရကျွန်တော်တို့နေရာအခုလူတန်းရှေးနေမှာတက်စီနေပါပြီအထဲဝင်ဖို့Near the middle. Yeah. She ဒါတော့ကျွန်တော်တို့နေရာအထဲရောက်ပါပြီအထဲမှာလက်မပြပြီးတော့မဲလက်မထုတ်တဲ့နေရာဖြစ်ပါတယ်ဒါတော့ကူပွန်တစ်ကက်ထုတ်ပြီးသွားပြီပေါ့နော်ထုတ်ပြီးသွားတော့ဆီယမရလမ်းလျှောက်လောက် And it looked like they would think I call it a bull. The man gave names to all the animals in the beginning. In the beginning, na 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 na. Man gave names to all the animals in the beginning. Yeah, a long time ago. Animal number 4. We saw an animal leaving the muddy. ဒါတော့ကျွန်တော်တို့နေရာထိုင်ပဲနေရာသွားနေတာဖြစ်ပါတယ် Real dirty. ဘယ်နေရာထိုင်မလဲဘယ်နေရာထိုင်ကောင်းမလဲဆိုတော့လိုက်ရှာနေတာဖြစ်ပါတယ် He wasn't too small, wasn't too big. He said, I think. အခုအခင်းလည်းခင်းပြီးသွားပြီဆိုတော့မိတိုင်ဆိုင်မှာဖြစ်ပါတယ်မိတိုင်ကတော်တော်လေးစိုက်လို့အဆင်မပြေခဲ့ဘူးပေါ့နော် right here အဲ့မှာတဲတွေပဲဆိုတော့စိုက်လို့အဆင်မပြေဘူးအဲ့မှာပြီးတော့သူတို့မိတိုင်ရလဲကွာဟိုအချွန်မဟုတ်ဒုံးတီဆိုတော့ကွာတဲထဲမှာစိုက်လို့အဆင်မပြေအဲ့ဒါရေတွေပဲလောင်ချပြီးတော့စိုက်ရတာအဲ့လည်းအဆင်မပြေပါဘူးအဲ့မှာပဲကြည့်ပါတော့ Yeah, I did. ရလို့မရတယ်ဘာလို့လဲမရတယ် အဲ့ဒါနဲ့မလဲအောင်ဆိုပြီးတော့လက်နဲ့ပဲထိန်းထားလိုက်ပါတယ် ဘယ်လိုလုပ်ပါလဲခုကမဆိုင်ရည်တယ်လေဟုတ်ဘူးအဲ့မမိုက်ကိုရေးလိုက်အကနာရအောင်ဟုတ်တယ်အားလုံးဒီအနေရောရဒီပေါင်းနဲ့ပြင်လို့ရတာဟုတ်ဆောင်းရအဲ့ဒါပဲထားချင်တော့လေကြည့်ရဲ့နည်းရ အ
အဲ့မှာကျွန်တော်ကကင်ထားရတဲ့လက်ညောင်းလာပြီးမလို့အဲ့မှာထိုင်ကိုပြန်ခောက်ပြီးတော့အဲ့ထိုင်ကုန်နဲ့အဲ့ဒီမီးရန်ထိရမှာဖြစ်ပါတယ်ကျွန်တော်ကမီးတိုင်ကြိုက်ထားနေတဲ့အချိန်မှာကျွန်တော်ရဲ့ဆီယမ်မကြီးကစားရည်နေတာဖြစ်ပါတယ်မီးဘုံပေါ်မှာစားရည်ရေးနေတာပေါ့နော်အဲ့မှာဆီယမ်မကြီးစားရည်ပြီးတော့သမီးတယောက်နဲ့ထိုင်ပြီးတော့ကြိတ်တာပေါ့နော်ကြိတ်တာကျွန်တော်တော့မခုံပြသူကြိတ်တာဆိုတော့အဲ့ကျွန်တော်လည်းဘယ်ရမလဲကျွန်တော်လည်းဝင်ကျုံးတာပေါ့ So love yourself only. Love yourself only. အဲ့မှာကျွန်တော်တို့ညထမင်းစားပြီးသွားတော့ဓာတ်ပုံရိုက်တဲ့အစီအစဉ်ဖြစ်ပါတယ် My name, but with an R. You can look me up on there. Tag me if you took some videos and if not. တီးတဲ့အတိုင်းမင်းကလေးတွေတဘာဝမလှမချေရိုက်ပါတယ်မလှမချေတဘောပြီးတဘောရိုက်ပါတယ်လို့ True beautiful. နော် ဒီရှိရတဲ့ကနားပါတယောက်တည်းလား ကဲအခုတော့မင်းသမီးပဲပေးတဲ့အချိန်ရောက်ပါပြီ Okay, yeah, yeah. မင်းသမီးကပဲပေးကျွန်တော်ကင်မရာမန်ပေါ့နော်ကင်မရာမန်ဆိုပေမဲ့ဖုန်းနဲ့ရိုက်တာဖြစ်ပါတယ်ဖုန်းနဲ့ပဲရိုက်တာပါသူရဲ့ပုံရိပ်ပေါ့ Eh, နော် đây,အခုနမြက်လွှာလေးချEh, đây này. မလုံးနဲ့ဒီလုံးလို့ရှိရင်ပုတ်မလောက်နော်ရိုင်းခါခါကြလုံး Okay, 1, 2, 3 and go. Đi chị. Đây. Dạ, gõ đi em ạ. Đi lên. Everyone shake out their lamps and lights and not ပဲတွေလည်းပေးပြီးသွားပြီဆိုတော့အခုကျွန်တော်တို့မီးဘုတ်လွတ်တင်တဲ့အချိန်ဖြစ်ပါတယ် and start lighting the lantern. On the count of 3, everybody together at the same time. 1, 2. အဲ့ဒီမီးစားရတယ်ဗျတော်တော်နဲ့မစွဲဘူးဗျသိလား Top of the lantern, the tiki torch light, one corner, in the next, in the အဲ့မှာ next. ကျွန်တော်တို့နေရာတော်တော်လေးတိုက်ပတ်ခဲ့ပါတယ် Start counting towards the ground. We will start our countdown shortly. Simon's building. Thank you all for your patience tonight. Thank you all for being here. Soak in this moment. Remember why you're here. Come here. အဲ့မှာနေရောက်တာမီးစားဘာလို့မစွဲရတယ်ဆိုတော့တိုက်တွေပတ်နေတာပေါ့နော် Lower your lanterns to the ground. We're going to count down now. Here we go. On the count of 10. Here we go. 10, ဒါပဲနောက်ဆုံးအစီအပြေသွားခဲ့ပါတယ် 8, 7, 6, 5, 4, 3. အဲ့မှာကျွန်တော်တို့နေရောက်ရဲ့မီးဘိုးလေးကအပေါ်ကိုပြန်တက်သွားပြီပေါ့နော် မီးဘုံးတွေတစ်လုံးနဲ့ပြန်လို့ရှိရင်တော့မလှပါပဲမီးဘုံးတွေအမြောက်များစွာပြန်တဲ့အခါကျတော့အရန်ကိုလှပါလေအပြင်မှာတော်တော်လေးလှတယ်ပေါ့နော်ဗီဒီယိုထဲမှာလည်းလှမယ်လို့မျှော်နေပါတယ်အဲ့မှာကျွန်တော်ရဲ့တစုံတစ်ယောက်ကတော့ပြောနေတာပေါ့နော်ပြောနေတာပေါ့နော်အဲ့ဒါပဲကျွန်တော်ကသူ့ကိုနားလိုက်ပါတယ်
အဲ့မှာတစ်ခါမကထနမ်းပါတယ်သူအရန်ကိုမိုက်ပါတယ်အရန်မိုက်တာတဲ့လာပါတယ်အရန်လာပါတယ်2 နာရီ 3 နာရီမောင်းရတဲ့ခီးကတန်တယ်လို့ပြောရမယ်ပေါ့နော်အရန်မိုက်ပါတယ်အဲ့မှာကြည့်ကြပါဦးဒီတနေ့တော့ကျွန်တော်တို့နေရာတော်တော်လေးပြောခဲ့ပါတယ်ပြောခဲ့တဲ့အမှတ်တရ memory ကြံခဲ့တာပေါ့နော် ငါတို့ဒီနားမှာငါတို့ကမီး အားလုံးပဲအခွင့်အရေးရှိလို့ရှိရင်သွားကြဖို့ကျွန်တော်တိုက်တွန်းပါတယ်ကိုကလည်းသူ့ကိုချစ်တဲ့သူသူကလည်းကိုယ်ချစ်တဲ့သူဘဝလုံးလက်တွဲသွားမဲ့သူအဲ့လိုလူမျိုးနဲ့အဲ့လိုကိုယ့်ရဲ့ပါတနာနဲ့သွားကြဖို့ကျွန်တော်တိုက်တွန်းပါတယ်အခုလူလေးတွေနဲ့ရှင်းသွားပြီဆိုတော့လေညမကြီးကိုပုံရိုက်ပေးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်မင်းကလေးတွေရဲ့ချစ်စရာကောင်းတဲ့အဖြစ်အမှုကိုကျွန်တော်ပြောပြမယ်အဲ့လိုအချိန်မှလည်းသူတို့အတွက်ကမအေးတော့ဘူးမလုံနဲ့ဆိုဆရာမရမလုံငြိမ်းနေတာပါကြည့်လာကြည့်တကယ်လေးလာပါတယ်လာရတဲ့ချစ်ဖို့ကောင်းပါတယ်အမကျရမင်းဒီပေါ်လာလေးချစ်ပါတယ် ဟမ် ငါသူ အဲ့ဒီမှာပဲနောက်တော့မိဖို့တစ်လုံးနဲ့ဒီကိုချင်သားကိုက်ဒီပေါ်လေးလာလေးတစ်ပုတ်နောက်တော့တစ်ပုတ်ပေါ့နော်ရိုက်ပေးခဲ့ပါတယ်မလုံနဲ့ဆိုမလုံဘူးတိတော့ငြိမ်းနေတာပဲအဓိကအဲ့လိုအခြေကြလို့ရှိရင်လေမင်းကလေးတွေကလေတော်တော်လေးစကားနားထောင်တယ်ဘယ်လုံးမလဲလာချင်တာဟုတ်အဲ့တော့မှသူကလှုပ်ချင်နေတယ်အဲ့မှာကျွန်တော်တို့နှစ်ယောက်မှာမိဖို့တစ်လုံးကကြံသေးတယ်ပေါ့နော်တယောက်တစ်လုံးပထမဆုံးတစ်လုံးလွတ်တယ်နောက်ဆုံးမှာတစ်လုံးကြံတယ်ပေါ့နော်အဲ့ဒါကျွန်တော်ဆီယမကြီးလွတ်ပါတယ်ဆီယမရဲ့မိဖို့လွတ်နေတဲ့အချိန်မှာကျွန်တော်ကနေပြီးတော့ဗီဒီယိုရိုက်နေတာဖြစ်ပါတယ်နောက်ဆိုတော့သူကအောင်မြင်မြင်နဲ့မိဖို့လွတ်တယ်လိုက်ပါတယ်အဲ့မှာကျွန်တော်သူ့ကိုစားနေတာဖြစ်ပါတယ်ဒီဘုတ်လွတ်တင်တဲ့ဗီဒီယိုကအရင်မလာဘူးဆိုတဲ့အကြောင်းသူ့ကိုပြောပြနေတာဖြစ်ပါတယ်အခုတော့ကျွန်တော်တို့နေရောက်အမိုက်တွေပြန်သိမ်းရပါပြီကျွန်တော်တို့အခင်းတွေပြန်သိမ်းရတော့မယ့်အချိန်ရောက်ပြီပေါ့နော်ကျွန်တော်တို့နေရာပြန်ပါပြီအခု live ကိုစတေးပဲတော့ပြီးသွားပါပြီပြန်လာတော့မယ်ဒီလိုပြန်ပွဲတော့ပြီးသွားတယ်မနက်နေကြ Yo, Zane, please come up here to the stage. Your sister Tina is up here and you need to be reconnected. Yo, Zane, please come to the stage. All right, we got some raffles, things to give away, okay? Who's got tickets? Who's got tickets? This might be really tough because so many people have left. Yeah, here. 0126. 0124. I think this is going to be tough because I think a lot of people have left. So, what's that? Gotta make noise. I need to hear you. Where you at? Cool. All right, we got a gift. Come up to the stage. Got a gift for you. 0126.
ကဲအခုကျွန်တော်တို့နေရာကားရှာဖို့တော့ဖွင့်ပါတော့မယ်လက်ဒီမှာစီးနေရတာလားကြည့်ရချစ်သူလဲဆွဲပြီးတော့လေမိမလဲဆွဲပြီးတော့ကားရှာတော့ဖို့တော့ဖွင့်ပါတော့မယ်ဒီပါလေအခုကကားရပြောက်တော့ဖြစ်သွားပါပြီ ဘယ်လိုသွားရမှာလဲကိုကြီး လောပဲပြောက်တော့ထွက်တာပေါ့ချစ်ရဲ့အေးသူကကားရပြလာပြေးဦးမှာဟောမင်းဒီလိုမျိုးပါ အဲဒီကောကလည်းရလာတယ် ပိုက်စားရပြားရေးပြီးတော့မျိုးပါ တရားလို့ရမလို့ပါလေဒီမှာကြီးလို့ပါ လည်းပြလိုက်တော့ပါလေ လိုက်တော့ ခဏကြာဖို့မှာဟာလီးပြရအောင်ပြည့်အဲ့ဒါလည်း ဟုတ်လို့ ဟောဒီမှာဟောပါဘာလို့ကဟောပါကြာကတက်ပါပါဦးလား ဟမ်ဟိုကသူကနောက်ကကားရနေရောပဲကိုလည်းရောတော့မရ Hey, if anyone finds a wallet, another wallet, if you find something that's not yours, bring it to the stage, okay? ဟဲ့ကျတော့ ဟမ် ငါကဆက်မတတ်သွားဘူးလေ ဟမ်ဘယ်လိုလဲ ဟိုဆက်လို့အမတို့မီးရပွင့်နေလေ ဟောလေးကဘယ်လိုအောင်ကောင်းလဲ ဘယ်သူမှဖြစ်အောင်ကျွန်တော်မိမပါခင်ဗျာ မဟုတ်ပါဘူးဘသူကားမောင်းတာလဲရော ငါကမောင်းတော့မခင်ဗျာ အဲ့ဒါစမတတ်တာပါ တမင်မကတော့လောလေလောရနော် အော် အရန်လောတော့ဆွိုက်တော့ကုန်မေ့ ဟိုကဘာလို့လင်းတာ အဲ့တော့မမရှိတော့ဘော ကားဘယ်လိုလဲ ဟမ် တော့တော့ပဲရောဟော ဒီပိတ်ချင်တာအဲ့မှာဖြုတ်လိုက်လေ ဘယ်တော့မှအသွင်းထားရတာ အာမသိဘူးဟိုစကူဒါလီထိုးတော့ အမတုံးရစပူလာလေးတော့ရတယ်နော် အာသိနေမှာမို့လားဘယ်ထရင်းမှာမို့လားကဲပြန်ရအောင်ရောကဲပြန်ပါတော့မယ်အားလုံးဘိုင်ဘိုင်